Hello မင်္ဂလာပါအခုကျွန်တော်ပြမယ်နော်ကျွန်တော်ပြမယ်အခုဒီနေ့ကကျွန်တော်30ရက်နေ့ပေါ့နော်ဒီတောင်ကြီးကောက်တောင်ရှိုးပွဲပေါ့နော်ကျွန်တော်တို့ကအထူး VIP ဖွဲ့ပေါ့ဗျာအထူး VIP free ဖွဲ့တယ်ဆိုတော့ကျွန်တော်တို့အပြန်နေပြီးတော့ show မှာဖြစ်ပါတယ်ဗျာရှက်ကြည့်အောင်နော်ဒီမှာပါဟိုမှာဆိုတော့ဆိုနေပြီပေါ့နော်ညနေပဲလမ်း show ရမှာပေါ့နော်ပါခင်ဗျာလူကတော့တော်စီပေါ့နော်ငါတို့လက်စားလို့မရဘူးတလားအရင်တော့ရှိုးပွဲကမြောက်ဖက်မျက်နှာလဲရင်ငါတို့ဟိုးတောင်ကုန်းမှာသွားကြည့်ရကွာအခုကတောင်ဖက်မျက်နှာလဲတော့ငါတို့ဒီတောင်ပေါ်မှာသွားကြည့်ရပါဗျာဒါ FOC ဖွဲ့ပေါ့နော်ဒီကနေလမ်းပြီး show ကြည့်ရတာပေါ့နော်တော့ဘယ်ဖက်လဲလို့မရဘူးကွာငါတို့မရရအောင်ကြည့်တယ်ကွာတော့ show ပွဲဟိုထဲတီရောမရောက်ရလဲတကွင်းလုံးပတ်ခဲ့တာပေါ့ကိုလို့ဒါနောက်ဖက်ချမ်းရောက်သွားပြီပေါ့နော်အပြင်ကနေပြီးတော့ကြည့်တဲ့လူတော့အများကြီးပဲဒါ free ပေါ့နော်ရနေပြီးတော့ဒီ station နောက်ကနေပြီးတော့မှ AC ရက်ကြည့်လို့လည်းရတယ်ပေါ့နော်ကဲဟိုမှာ Happy New Year တဲ့2016ပေါ့နော်ရောက်ပါပြီဒါမနေ့ဖန်ညဆိုရောက်ပြီပေါ့နော်